အဲ့တော့ကိုတို့ချိန်ရမှာစောနာကိုတို့ဒီ guideline ပေးတဲ့အချိန်မှာနံပါတ်6 mm ကပ်ပြားကိုသုံးခဲ့တယ်အဲ့တော့နောက်ထပ်30ကပ်ပြားဘယ်နှခုရှိသေးလဲ3ခုပဲရှိတော့မယ် 1.5 ရယ်3 mm ရယ် 4.5 ရယ်အဲ့3ခုကိုကိုကဒီဂျားအဲ့ဒီ0နဲ့အဲ့ဂျားမှာကပ်ပြား3ခုကကိုကချိန်ရမှာနော်ကပ်ပြား3ခုပဲဝင်ရတော့မှာ3ခုဆိုပေမဲ့ကိုကဒီ 1.5 ရဲ့အောက်မှာတော့ကလီပါအဖွင့်ပိတ်လေးရှိသေးတယ်နော်အဲ့တော့အားလုံး4ခုလောက်ဖြစ်သွားမယ်ဝင်တရားအဲ့ဒါလေးကိုကိုကဒီ guideline ဂျားထဲမှာမျှအောင်ကိုတော့ဝင်ပေးရမှာနော်အဲ့တော့ကိုကချိန်တဲ့ခါကျရင်ကပြား3ခုကိုဘယ်လောက်စီရမလဲပေါ့လက်သားတစ်လုံးစီလောက်တော့ရမှာပေါ့နော်အဲ့လိုလေးချိန်ရမှာကိုကပြား3ခုဝင်ရမှာဖြစ်တယ်သူ့ရဲ့ guideline ကလည်းကျင်းနေတယ်ဆိုလို့ရှိရင်ကိုအဲ့ကပြား3ခုနဲ့ညီမျှအောင်မျှပြီးတော့ဝင်ပေးရမှာတချို့ကျဲတဲ့ဟာတွေဆိုရင်လက်မတစ်လုံးစီလည်းရရင်ရလိမ့်မယ်ကပြားတစ်ခုကိုနော်အဲ့ဒါလေးနဲ့ချိန်ရမှာကိုဒီ guideline နဲ့ချိန်ရမှာတချို့ခေါင်းကျဲတဲ့လူတွေကျရင်ဘာဖြစ်သွားမလဲဒီ guideline ရဲ့အောက်မှာကြံတဲ့ဟာကျဲသွားမှာနော်ခေါင်းကျဲတဲ့အတွက်သူ့ရဲ့ guideline ကကျဲသွားမှာအဲ့တော့ကပြားတစ်ခုဝင်တဲ့အချိန်မှာလည်းကြဲလေးဝင်ပေးရမှာနော်အခုကသူ့ဟာကျင်းနေဖြစ်တဲ့အတွက်သူ့ကောင်ကကျင်းနေဖြစ်တဲ့အတွက်ကိုတော့လက်တန်းတစ်လုံးလောက်လေးပဲဝင်ပေးရမှာဒီလုံးဆိုကိုယ်ပတ်လည်းဒီလုံးပဲယူပါနော်ကြော်လို့ပြရနော်ကြော်သွားလို့ရှိရင်မရဘူးညက်လို့ရတယ်ဒါပေမဲ့မလောက်နော်ရှိတာနေမြင့်အလင်းမောင်မကြီးတော့နော်ကိုယ်မြည်နေမှသာအလင်းမောင်ကလာနော်လေးဝိရနဲ့ခဏချင်းလိုက်မယ်လို့ကျွန်တော်ရုံးနဲ့ခဏ